လောကလူတွေကငရဲကြီးမှတော့ကြောက်တယ်သို့တော့ငရဲကြီးမဲ့အလုပ်တွေကိုတော့မကြောက်ဘူးဒီလိုဖြစ်နော်ငရဲကြီးမှတော့ကြောက်တယ်လေရှောင်းဘယ်နေရာသွားငရဲကြီးမှကြောက်တော့ဆိုဘုရားရိပ်တရားရိပ်ခြေထောက်နဲ့တက်နေငရဲကြီးမှလို့ထင်တယ်အဲ့ဒါကအဲ့ဒီရဲ့ငရဲကြီးတာကဘာလို့ဆိုကိုယ်တဏ္ဍာမှာလောဘဖြစ်တာဒေါသဖြစ်တာပို့ပြီးကြီးတာနော်အရေးကြီးတာကြောက်တဲ့နာကိုပို့ပြီးတော့ကြောက်ဖို့လိုအပ်တယ်ပေါ့လွဲမှားသွားတာနဲ့တပြိုင်နက်အမှန်တရားဆိုတာမရနိုင်ဘူးနော်လမ်းကြောင်းလွဲသွားတယ်ခေါ်ကြောက်ရမှာကအကုသိုလ်ကိုကြောက်အကုသိုလ်ကြောက်မှာငရဲကိုကြောက်ရမှာတဲ့အကုသိုလ်ကြောက်အကုသိုလ်ကိုကြောက်လို့ရှိရင်ငရဲကြောက်ပြီးသားကိစ္စပြီးတယ်ပေါ့ဒီလိုဆိုလိုတာနော်ငရဲကိုပို့တာအကုသိုလ်ကပဲပို့တာဖြစ်တယ်ပေါ့တချို့ကလည်းကိုယ်စိတ်အခြေအနေကိုကိုယ့်ကိုဆင်ញင်သုံးသပ်တတ်ဖို့လိုအပ်တယ်မသုံးသပ်တတ်တော့ဘာဖြစ်လဲဒါလောက်ကောင်းလားဒါလောက်ရင်ငရဲကြီးလားလို့ဒီလိုလဲမေးထကြတယ်ပေါ့ငရဲကြီးလားဆိုတာအကုသိုလ်ဖြစ်လားမဖြစ်လားဒါကိုပဲပြောရမယ်နော်အကုသိုလ်ဖြစ်တယ်ဆိုရင်ငရဲကြီးမှာပဲအကုသိုလ်မဖြစ်အောင်ကြိုးစားအထောက်ကြ